မင်္ဂလာပါဒီကနေ့ကတော့2026ခုနှစ် AB လ28ရက်နေ့ဖြစ်ပါတယ်ဒီကနေ့အတွက်နောက်ဆုံးရသတင်းတွေကိုစတင်တင်ဆက်ပေးပါတော့မှာခင်ဗျာရန်ကုန်မကွေးကုန်သွယ်ရေးလမ်းကြောင်းပေါ်ကစောမြို့နယ်အပိုင်းကန်ကြီးရွာကိုတပ်မတော်ကစတင်ပိတ်ဆို့နိုင်ခဲ့တာကြောင့်အခုဆိုရင်ရခိုင်နဲ့ရှင်းအတွက်အချက်ပေးခေါင်းတန်တစ်ခုလိုဖြစ်ခဲ့ပါပြီဒီလမ်းတွေကရှင်းပြည်နယ်အတွက်အဓိကကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်တယ်လို့ရခိုင်ပြည်နယ်အတွက်လည်းအရန်ကိုအရေးပါတဲ့လမ်းကြောင်းတစ်ခုပါပဲ။တောင်ကုတ်ဘက်ခြမ်းမှာစစ်ပွဲတွေအရန်ကိုပြင်းထန်နေတဲ့အချိန်ရခိုင်အတွက်ရိတ်ခါလမ်းကြောင်းကမကွေးကနေပဲအများစုတင်ပို့နေခဲ့ရတာပါ။ဘက်မှာလည်းစီးရေးအရာပြောရမယ်ဆိုရင်ရှင်းပြည်နယ်တွေကမင်းတပ်မြို့ကိုပြန်လည်သိမ်းပိုက်နိုင်ဖို့ဝင်ပေါက်တစ်ခုလည်းဖြစ်နေပါသေးတယ်။တမတော်အနေနဲ့ဖလန်းမြို့ကိုသိမ်းပိုက်နိုင်ပြီးတဲ့နောက်မှာဆိုရင်တော့တစ်ဖက်မှာလည်းရှင်းလက်နက်ကိုင်တွေကြားအတော်လေးကိုကြရက်သွားစီခဲ့ပါတယ်။ဒီရှာတာကတော့ဖလန်းကိုရလိုက်တာဟာလက်နက်ခဲယမ်းနဲ့အုပ်ချုပ်ထောက်ပံ့မှုတွေအတော်လေးကိုအားကောင်းသွားစေခဲ့တာပါနောက်ပိုင်းမိုးရင်းကာလာရောက်ခဲ့ရင်တော့ဒီမျိုးတွေကနေရဟတ်ရင်တွေကောင်းကင်ကြီးကိုအတက်အဆင်းလုံနိုင်တော့မှဖြစ်ပြီးအကြမ်းဖက်တွေကိုနှိမ်နင်းရတာပုံမူလွယ်ကူတော့မှပဲဖြစ်ပါတယ်တစ်ဖက်မှာလည်းချင်းကိုဝင်ဖို့ကန်ကြီးကနေစစ်တပ်တကြောင်ဝင်လာနိုင်တယ်လို့ဂံကောနောက်ဘက်ကနေရေစွာကိုပေါက်တဲ့လမ်းကြောင်းတစ်ကြောင်းလဲကျန်နေပါသေးတယ်ဂံကောဘက်ကစစ်ကြောင်းရဲ့မင်းတက်ကစစ်ကြောင်းရည်နဲ့ဆိုရင်မတူဘီကလည်းအနည်းနဲ့အမြန်လို့ပြန်ရတော့မှာဖြစ်ပါတယ်။သမတော်ရဲ့ထိုးစစ်အောင်မှာရှင်းလက်နက်ကိုင်တွေအနေနဲ့ကတော့နေစရာမြေမရှိသလိုပြေးစရာလည်းနေဆုံးသွားပါပြီ။အခုဆိုရင်ရခိုင်ဘက်မှာဆိုရင်လည်းအေးအကြမ်းဖက်တွေကရခိုင်ကုန်းသွယ်တွေကိုပါမကြမ်းစစ်မှုထမ်းဖြစ်နေအတင်းကျပ်လူသစ်စုဆောင်းတယ်လို့သိရပါတယ်။အခုဆိုရင်ရခိုင်ပြည်သူအများစုဟာစစ်မစ်ဖြစ်တဲ့မြို့တွေကိုပြုံးရွှေ့နေထိုင်လာတာပူများလာတာကြောင့်အကြမ်းဖက်အေးတွေအနေနဲ့မရတဲ့သူတွေကိုဆွဲခေါ်နေတာလည်းဖြစ်ပါတယ်။ဘလောက်ပဲမျိုးနဲ့ချင်းတူတယ်ရှစ်ပါတယ်ဆိုထွန်းမြင့်နိုင်အတွင်းနဲ့တော့ရခိုင်လူငယ်တွေကအလကားအတိမခံကြတော့ပါဘူး။သူတို့လည်းပြည်မာထဲကိုနှီးမျိုးစုံနဲ့ပြေးလာနေကြပါပြီ။ပိုဆိုးတာကလက်ရှိတပ်မတော်ရဲ့ရခိုင်ကိုကင်တဲ့ပုံကအရင်ကထပ်ပိုပြီးတော့တန်နေကျလာတော့ပါပဲ။မြေပြင်ထိုးစစ်အကြောင်းတွေမပြောခင်မှာပဲအုပ်လိုက်လာပြင်းနဲ့လေရင်အုပ်တွေကြားမှာအတော်လေးကိုအထိနာခဲ့ရပါပြီ။ဒါကြောင့်တစ်ဖက်မှာလည်းငင်းချင်းရဲ့အတွက်စကားဝိုင်းတွေဖွင့်ထားပေးသလိုတပ်မတော်ကိုစိတ်ကြိုက်စစ်စင်နိုင်ဖို့အတွက်လည်းစစ်အုပ်ချုပ်ရေးအမိန့်တွေကိုတက်ရှုပ်စီကလွှဲအပ်ပေးခဲ့တာကိုတွေ့မြင်နိုင်ခဲ့ရပါတယ်။ဘယ်မျိုးတွေထက်ရအောင်မလဲဆိုတာတော့နိုးတွေဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ခင်ဗျာ။နောက်တဲ့သတင်းတစ်ပုဒ်ကိုထပ်ပြီးတော့တင်ဆက်ပေးရှင်ပါတယ်။ဒါကတော့အကြမ်းဖက် PDF တွေအနေနဲ့player တွေကိုလိုက်လံပြီးတော့ပေါ်တာဆွဲနေတဲ့အကြောင်းကိုမြို့ခံတူကအခုလိုပြောပြထားပါတယ်။ Hello အခုဒီဗီဒီယိုရိုက်ရတဲ့အကြောင်းကတော့မဆုတို့တိတိမဖက်ချမ်းမှာဖြစ်ပွားနေတယ်ပေါ့နော် PDF ဇုံးလင်းတွေကရွာတွေတရွာတက်ဆင်းသွားပြီးတော့လူငယ်တွေကိုစစ်သားဖြစ် PDF တပ်သားဖြစ်မတော်မတရားအတင်းအဓမ္မဖမ်းဆီးနေတဲ့အကြောင်းလေးကိုမဆုဒီကနေ sharing လုပ်ချင်တာဖြစ်ပါတယ်အခုလောလောဆယ်ဆိုရွာတွေမှာလူငယ်တွေအားလုံးကကြောက်လန့်ပြီးတော့ရွာထဲမှာလည်းမနေရဘူးပြေးကုန်ကြပြီတချို့မိဘတွေဆိုရင်အမေအိုတွေအဖေအိုတွေတယောက်တည်းပဲအိမ်မှာကြံခဲ့တယ်သူတို့ကဘယ်လောက်ထိပြောလဲဆိုတော့မနေ့တော့သူတို့ရဲ့ live ကိုပြန်ပြီးတော့နားထောင်ကြည့်လို့ရပါတယ်ငါတို့ရတဲ့ဇုံမီတွေရတဲ့လူနေတယ်ဆိုတော့တဲ့လူငယ်အားလုံးကိုတဲ့ငါတို့စစ်တပ်ဖြစ်စစ်သားဖြစ်ငါတို့ဖမ်းမယ်တဲ့ဘာဖြစ်လို့လဲဆိုယောက်ျားလေးပဲအမျိုးသားလေးပဲဆိုတော့မလောက်လို့ဆိုပြီးတော့လေအမျိုးသမီးတွေကအစအပြိုမလေးတွေအစဖမ်းဖို့သူတို့အစီအစဉ်ရှိတယ်သူတို့ဘာဖြစ်လို့ဒီဥစ္စာကိုဒီလိုမျိုးလုပ်နေလဲဆိုတော့စဉ်းစားလို့မရဘူးကျမတို့တည်တင်ဖက်ချမ်းမှာ PDF ဇုံးလန်းကိုထောက်ခံတဲ့ဇုံမီလိုမျိုးလူမျိုးဆိုတာ100%လို့တော့လုံးဝမထင်ပါနဲ့အများဆုံးသူတို့ကိုထောက်ခံတာအများဆုံးရှိတာ30%ပေါ့အခုလူတွေကိုဖမ်းဆီးနေတဲ့အတွက်ကြောင့်မလို့လဲထောက်ခံတဲ့လူလည်းတဖြည်းဖြည်းနည်းလာပြီဒီဘက်ကခေါင်းဆောင်တချို့ကဒီလိုမျိုးတွေကိုဘာဖြစ်လို့လှုပ်ခိုင်းနေတာလဲလို့မဆုလို့စဉ်းစားလို့မရဘူးဒီလိုကိစ္စတွေဖြစ်နေတဲ့အချိန်မှာတော့တော်လန်ရေး page တွေဖြစ်နေတဲ့ခေတ်သစ်မီဒီယာတွေဇလယ်တွေကကြတော့လုံးဝတပုတ်တလီမှတပိုက်တလီမှရေးချင်းမရှိဘူးသူတို့ကလေလုံးဝနားပိတ်ပြီးတော့နေကြတာတကယ်လို့ဇက်တာလေးတွေကတယောက်ကိုများပေါ့နော်လူတဆုံတယောက်ကိုဖမ်းမိတယ်ဆိုရေးလိုက်ကြတာသိတယ်မလားအားကြောင့်မလို့တော်လန်ရေးကိုမဆုလို့တဖြည်းဖြည်းယွန်ရှာလာပြီအခုဆိုရင်ရန်ကုန်မန္တလေးမှာလူတွေကတော်လန်ရေးတော့မေ့ပြီးတော့ပျော်နေကြတာငါတို့ချင်းတောင်မှာလူတွေကိုဖမ်းဆီးပြီးတော့ငါတို့ဘာလုပ်မှာလဲဘသူ့ကိုသွားတိုက်မှာလဲနော်တိုက်ပြီးတော့လည်းဘသူ့ကိုနိုင်မှာလဲဘသူကကိုသားသမီးကိုအဲ့လိုအစာရေးစားရှားပါနေပြီးတော့တဲ့မလားသူတို့တော့ fan တောင်မရှိတဲ့လူတွေထဲမှာဘသူကထားချင်ပါလဲနော်ဘာဖြစ်လို့ဒီလိုခက်ပြက်နေတဲ့ကာလထဲမှာဘာဖြစ်လို့ကိုယ်အချင်းချင်းကိုမတော်မတရားဖမ်းဆီးနေကြလဲနော်ဘေးပတ်ဝန်းကျင်က
နော်လူတွေကဒါကိုကြားစီချင်လို့မဆုဗမာလိုနဲ့ဒီဗီဒီယိုရိုက်ရချင်းဖြစ်ပါတယ်ဒီဗီဒီယိုတွေ့ရင် share ပေးကြပါကျမတို့တည်တင်ဖက်ချမ်းမှာ PDF Zolan ZFU အမီခံတော်လန်ရေးအမီခံတက်တွေကလူတွေကိုမတော်မတရားဖမ်းဆီးပြီးတော့နော်စစ်သားအဖြစ်စုဆောင်းနေပါတယ်ဒါပြီးတော့ပတ်စံရှိတဲ့လူတွေကိုဆိုတယောက်ကို360 300နဲ့ရွေးခိုင်းနေပါတယ်သူတို့ငွေရှာချင်တာလားဒါမှမဟုတ်လူကိုရောင်းစားချင်တာလားလက်နဲ့လဲချင်တာလားဒါမှမဟုတ်ရင်အစိုးရကနေအမေရိကန်ကနေပတ်စံတွေဖန်တွေကိုလိုချင်လို့ဒီလိုမျိုးအကွက်ဆင်နေတာလားဆိုတာကတော့သူတို့ခေါင်းဆောင်တိုးရီခွန်ခြုံတဲ့ခေါင်းဆောင်တချို့ပဲသိပါလိမ့်မယ်နော်ဒီဥစ္စာလေးကို share ပေးကြပါကျမတို့ဇုံမီလူထုအများစု 90% ကတော့ဒါကိုလုံးဝကန့်ကွက်ပါတယ်ဆိုတဲ့အကြောင်းကိုဒီကနေမှဆိုဗီဒီယိုလေးနဲ့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ပြောပြချင်တဲ့အကြောင်းအရာကတော့ရှင်းပြည်နယ်ဖလန်းမြို့ကိုတက်မတော်ကဘယ်လိုပြန်လဲသိမ်းယူနိုင်ခဲ့ဆိုတာကိုပြောပြချင်တာပါရှင်းပြည်နယ်ရဲ့အမြင့်ပေ9500ကျော်မှရှိတဲ့တိန်ဆိုင်နေကြားကဖလန်းမြို့လေးကိုတက်မတော်ကပြန်လဲသိမ်းပိုက်နိုင်ခဲ့တာဟာရိုးရှင်းတဲ့စစ်စင်ရေးတစ်ခုမဟုတ်ပဲနိုင်ငံတကာစစ်စင်ရေးတစ်ခုလို့တက်မတော်သားတွေရဲ့ရဲစွမ်းတဲ့တပ်တီနဲ့တိုက်ရီခိုက်ရီတွေကိုလေးစားမှတ်တမ်းတင်ထားရမယ့်တိုက်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်ဖြစ်စဉ်အစကတော့2024ခုနှစ်နိုဝင်ဘာလကစခဲ့တာပါခလာရ268ဟာရန်သူအင်အားအလုံးရင်းနဲ့ဝန်ရံပိတ်ဆို့မှုတွေကိုအလူလဲခံနေကြရပါတယ်နောက်ဆုံးမှာတော့ CTF လို့အမည်ခံတဲ့ရှင်း PDF တွေဟာရိုးသားတဲ့ရှင်းလူမျိုးတွေကိုလူသားတိုင်းဖြစ်အသုံးပြုလာခဲ့တာကြောင့်တက်မတော်အနေနဲ့ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုကိုရှာခဲ့ရပါတယ်ဒါကတော့အပြစ်မဲ့ပြည်သူတွေကိုမထိခိုက်စေဖို့နဲ့တံမြန်တိုက်စစ်အတွက်အင်အားမွေးဖို့လိုအပ်တာကြောင့်2025ခုနှစ်AB လမှာမြို့ကိုယာယီစွန့်ခွာပေးခဲ့ရပါတယ်ဒီလိုနဲ့2026ခုနှစ်ဧပြီလမှာတော့တက်မတော်ရဲ့ရှေးမြန်တက်မခွန်ရဲ့စစ်ကြောင်းတွေဟာရှင်းပြည်နယ်ဖလန်းမြို့ကိုပြန်လည်ရယူဖို့အတွက်စတင်လာခဲ့ပါတော့တယ်ရာသီဥတုဆိုးရွားလာတဲ့ရှင်းပြည်နယ်ရဲ့တောင်တန်းတွေကြားမှာရန်သူရဲ့ချောင်းမြောင်းတိုက်ခိုက်တာတွေကိုရင်ဆိုင်ပြီးတိုက်ပွဲကြီးတိုက်ပွဲငယ်စုပေါင်း109ကြိမ်တိုင်တက်မတော်သားတွေကအသက်နဲ့ရင်းပြီးဆင်နွှဲခဲ့ရပါတယ်ဒီလိုနဲ့2026ခုနှစ် AB လ18ရက်နေ့မှာတော့တလန်းစားစခန်းကိုလေကြောင်းမှပြက်သားရိုက်ရှိုးနိုင်ခဲ့တဲ့အချိန်မှာတော့ရန်သူရဲ့အဓိကလဲမျိုးကိုနင်းလိုက်တယ်လို့ဖြစ်ခဲ့ပါတယ်နောက်ဆုံးမှာတော့2026ခုနှစ် AB လ25ရက်နေ့မနက်3နာရီဝန်းကျင်မှာရှင်းပြည်နယ်နဲ့ဖလန်းမြို့ရဲ့တခုတည်းသောလေဆိပ်ဖြစ်တဲ့စူပုံလေဆိပ်ပေါ်မှာနိုင်ငံတော်အလံကိုဂုဏ်ယူစွာလွှင့်တင်နိုင်ခဲ့တာပဲဖြစ်ပါတယ်ဒီအောင်ပွဲဟာအစိုးရတစ်အပြောင်းလဲကာလနဲ့တက်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ်တာဝန်ယူမှုအတွက်အကောင်းဆုံးလက်ဆောင်ဖြစ်ခဲ့ပါတယ်ဒီနေ့ဖလန်းမြို့ကိုပြန်ကြည့်ရမယ်ဆိုရင်တော့အကြမ်းဖက်သမားတွေရဲ့လက်ချက်ကြောင့်ပျက်စီးခဲ့ရတဲ့အဆောက်အဦတွေဆေးရုံကျောင်းတွေနဲ့ပျက်စီးနေတဲ့လူနေအိမ်တွေပဲမြင်တွေ့ရမှာဖြစ်ပါတယ်ရိုးသားတဲ့ရှင်းလူငယ်တွေကိုမက်လုံးတွေပေးကလွဲမားတဲ့လမ်းကိုပို့ခဲ့တဲ့အကျိုးဆက်ဟာဒေတာခန်တွေအတွက်ဂျင်းနာစရာသင်ခန်းစာတစ်ခုဖြစ်ခဲ့ရပါပြီစစ်ပေးတည်နေချိန်မှာပြည်သူတွေဟာတက်မတော်ရဲ့အရေးအကူကိုလုံခဲ့ခြင်းဟာလည်းအမှန်တရားရဲ့သက်သေတစ်ခုပါပဲအခုဆိုရင်ဖလန်းမြို့ကိုပြန်လည်ရရှိခဲ့တာမို့ထောက်ပံ့ပို့ဆောင်ရေးတွေအဆင်ပြေရှောမွေ့တော့မှဖြစ်လို့ဖလန်းမြို့သူမြို့သားတွေအနေနဲ့အိမ်ပြန်လို့ရနေပါပြီတက်မတော်သားတူရဲ့ဘဝဟာမိသားစုကိုခွဲခါပြီးအေးတံငတ်မှုတံနေနဲ့ပေချင်းတရားတွေကိုရင်ဆိုင်အန်တူရင်ပြည်သူတွေလုံခြုံစွာအိတ်ဆက်အနားယူနိုင်ရန်ကာကွယ်ပေးနေတဲ့တပ်တွေတွေပဲဖြစ်ပါတယ်။ယနေ့ဖလန်းမြေငင်းချမ်းသွားခြင်းဟာတပ်မတော်သားတွေရဲ့သွေးရွှေနဲ့ပြည်သူအတွက်ပေးဆက်မှုတို့ရဲ့ရလက်တွေပဲဖြစ်ပါတယ်။ဖလန်းဒေတာကန်တိုင်းသားတို့ခင်ဗျာတပ်မတော်ကခင်ဗျားတို့အတွက်ဒီမျိုးလေးကိုဘေးကင်းအောင်ဖန်တီးနေကြပြီဆိုတော့အတွေးတစ်အမြင်တစ်တွေနဲ့ဖလန်းမျိုးကကိုယ့်အိမ်ကိုပြန်ဖို့ပြင်ဆင်ကြရအောင်ပါ။ကြံဖက်မှုတို့အတွက်နေဝင်စိန်တက်ပါပြီ။အမှန်တရားနဲ့အလင်းရောင်ရှိရာဖလန်းမျိုးလေးကတော့မိဘပြည်သူတွေကိုနှွေးထွေးစွာစောင့်ကြိုနေမှာဖြစ်တယ်လို့သတင်းကောင်းပါလိုက်ပါတယ်။ခုလိုနားဆင်ပေးခဲ့တဲ့တယောက်ချင်းစီအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်နော်။